ညီမပဲဘယ်လားဒီနေ့မှာတော့ပေါ့နော်မြက်ကမှန်လောက်တဲ့ဗီဒီယိုဆက်ပြမှာပါလေဆိုတော့ဗီဒီယိုရင်းဆက်တင်မှာဘယ်လားရဲ့ channel လိုင်းဆိုဖက်လောက်ပြီးကြပတောင်းဆိုတင်မှာအခုဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင် okay မှာပါနော်ဒါတော့ပဲဗီဒီယိုရပါဘယ်လောက်ပါလဲဒါပေါ့နော်အရင်တော့ဒီဂိမ်းဆော့ပါတယ်ဒါပေမဲ့နောက်ပိုင်းကျမှပေါ့ပြတ်သွားတာပေါ့နော်လိုက်ပါတယ်ဒီရောင်လေး okay ဒါပဲပြင်ဒမိုးလေးလောက်ရတယ်အဲ့နဲ့တူလာပါတယ် okay အဝိုင်းလေးဒါလေးပဲထည့်မယ် okay နာပါအဲ့ဒါကအဲ့လိုရမဟုတ်ပါဘူးရှင်ဝါဒီကောနော်ဒီထဲမှာဆိုလို့ရှိရင်ပြလာတော့ပေါ့နော်စာရရတာလေစာရရတာမှာ emoji လေးပေါ့နော်ဘယ် emoji နဲ့လုပ်ပြရမလဲဆိုတာမှန်းကြပါဘယ်တော့ကပြီးတော့အညိုရံဘယ်လားအညိုရံတဲ့တော့အညိုရံလေးလိုက်ရှာပါမယ်အညိုရံအသေးပုံလေးပေါ့နော်ဒါလေးရညောင်တဲပုံပဲပြအောင်ညမ်းတယ်ချီးပုံစံလေးကိုထည့်လိုက်ကြမယ် okay ဆိုတော့ပထမဆုံးအနေနဲ့လာတော့ခါဒီအောင်လေးအဲဒီအောင်လေးတော့ဘာမှ black ဆိုတော့ကနာတယောက်ကကျတော့ဟိုဘာလဲနဲလေးချန်တဲ့မဲ့ပုံစံရတော့ဘောနော် black ပေါ့နော်black ဝဲဒီတုံးရွှေရောင်လေးတုံးမယ်ပေါ့နော်အမုံလေးမိုက်တယ်ပေါ့နော်သူဟာနဲ့တူပြီးတော့ဒါလေးလုံးမယ်ဒါလေးကမိုက်တယ်မှာသူဟာနဲ့တူတော့လာတယ်လူမို့48လောက်ထားလိုက်ဟာနဲ့တူတော့ဒါမှထင်တာပဲဗလားတော့ပေါ့နော်ဗလားပိတ်မလုပ်တော့ဘူးပေါ့နော် okay အိုးဘာလဲဆောင်ရမယ်လေဒီထဲမှာဆိုရင်ဗလားတို့က skip ဒီထဲမှာဆိုရင်ဗလားတို့မှာ shop အဲ့အများကြီးပဲမွေးတယ် okay ဒီမှာဓာတ်ပုံနေနဲ့ကိုဓာတ်ပုံနဲ့ကိုလုံးလို့ရပါလာလိမ့်ပါမယ်နော်ဒါတော့ကိုပို့တိုနဲ့ကိုလုံးတာမယ်နော်ဒါလေးနဲ့ပတ်မယ် okay ဆိုတော့ဖြီးရှာမယ်ဘာရန်တော့ရင်ကောင်းမလဲအိုးဒီဘင်းကိုပါအဲ့ဒါလေးတုံးမယ်ကိုကြိုက်တယ်ပေါ့နော်ဒမိုးပေါ့နော် emoji လေးကို comment မှာမှန်းခဲ့ပါဗလားအဲ့ဒါနဲ့မျက်လုံးပုံစံလေးလုပ်ပြီးမယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုတင်ပြီးတော့ပေါ့နော်ဟွာလောက်မှာ7နာရီခွဲလောက်မှာပေါ့နော်ဗလားမျက်နှာပုံဗလားတင်ပေးပါမယ် okay မျက်နှာပုံတင်ပြီးရမယ်ပေါ့နော်နည်းလေးရစိတ်ရချပါမျက်နှာပုံတင်ပြီးရမယ်ခင်ဒီဘောက်ခင်ရမယ်တော့ မိုးရောင်အောင်ပါပြီက
ဘလာကြိုက်တဲ့ရောင်ကတော့အမဲရောင်ရှိနေအပြာရောင် sky blue ပေါ့နော် sky blue ရှိနေပြီးလို့ရှိရင်အဖြူရောင်ရှိနေအနီရောင်ရှိနေအနီရောင်လည်းကြိုက်ပါဒါမှလည်းမကြိုက်ပါဘူးဒါလေးလုံးလိုက်โอเคဒါလာဘာလို့လောက်ထားတဲ့ဟာတွေမှာတရားကိုအကျိုးဆုံးနေဆိုတော့ကြည့်ပြီးကြပါဒါလာပြန်ပြအောင်နော်ဒီဂိမ်းလေးကိုဘာလို့ဆော့ဖို့ဘလာရပြောချင်ပါတယ်ဘလာလောက်ထားတဲ့ဟာပေါ့နော်ကလပ်မှာအဲ့တော့ဒါတော့ပထမဆုံးဟာပါဒါကတော့ဒုတိယတစ်ခါလောက်ရဟာဒါတော့ဒုတိယတစ်ခါလောက်ရဟာပေါ့နော်ဒါရောင်လေးပါပါတယ်ဒါတော့3ရောင်နဲ့ပါပါတယ်โอเคဆိုတော့ဒါလာပါနေလို့ဒီဟာလေးနဲ့လောက်ပါမယ်โอเคပုံရေးမယ်ပုံရေးမယ်one is to right brown လေးရှားလိုက်ရအော်ဒီမှာနေကြအိုးရတယ်တော့တင်းကြလက်ခုလုံးကိုကြိုက်တယ်မခုလုံးဒါလေးပေါက်တော့ပါနော်ဒီနေ့ပြောရတာတော့ပါပဲနော်ဆိုတော့နောက်နေ့ပြန်လာပြန်လို့မယ်拜拜